ဒူးနာတာတွေအစိမ့်မြစ်တောင်တင်းတာတွေအတွက်လူပြောများနေတဲ့ဂလူကိုဆမင်းအကြောင်းကိုဒီနေ့မှာပြောပြပေးသွားပါမယ်။ဂလူကိုဆမင်းဆိုတာကြတော့ကျမတို့ရဲ့ဒီခန္ဓာကိုယ်ထဲမှာရှိတဲ့အယိုးအစစ်တွေကြားမှာရှိတဲ့ဒီအယိုးနုတွေကိုတိစောက်ဖို့အတွက်မရှိမဖြစ်လိုအပ်တဲ့သဘာဝ drug ပေါင်းတစ်ခုဖြစ်ပါတယ်။အဲ့တော့သူကအစစ်တွေကြားထဲမှာချောစီလိုမျိုးပြုလုပ်ပေးပြီးတော့အယိုးအချင်းချင်းပို့တိုင်မှုတက်တာအောင်လို့ပြုလုပ်ပေးပါတယ်။သူ့ရဲ့ကောင်းကျိုးတွေကကြတော့အသက်ကြီးလို့ပဲဖြစ်စေအစစ်တွေကိုအသုံးပြုရတာများတဲ့သူတွေမှာပဲဖြစ်စေဒူးနဲ့အယိုးအစစ်တွေနာကျင်တာကိုတက်တာစေပါတယ်။စီးမြေတွေတောင်တင်းတာကိုတက်တာကြည့်ပြီးတော့ဟပုမိုးပေါ်ပါတွက်လဲစွာလှုပ်ရှားနိုင်အောင်လို့အကူအညီပေးပါတယ်။စီတိုင်းမှာတော့ဘေးထွက်ဆိုးကျိုးရှိပါတယ်။အဖြစ်များတဲ့ဘေးထွက်ဆိုးကျိုးတွေကကြတော့ဝင်းလျှောတာမျိုးတွေလီပွားတာတွေရှင်ပြေးတာမျိုးတွေတော့ဖြစ်တတ်ပါတယ်။အထူးသတိထားမှကြတော့ဂလူကိုဆမင်းကပစွန်ကနန်းစားတဲ့ပင်လယ်စာအခွန်တွေကနေထုတ်လုပ်တာမို့လို့ဒီပင်လယ်စာနဲ့ဓမ္မတည့်တဲ့သူတွေဆိုရင်တော့အထူးသတိထားရပါမယ်ပြီးတော့စီးချိုစေးတောက်နေတဲ့သူတွေသွေးတိုးကြစေးတောက်နေတဲ့သူတွေဒီကိုမင်းဆောင်မိခင်တွေဆိုလို့ရှိရင်တော့ဆရာဝန်နဲ့တေချာတိုင်ပင်ပြီးတော့မှတောက်တင်ပါတယ်နော်ပြီးရင်အစာအိမ်မထိခိုက်အောင်လို့ဒီဆေးကိုအစာစားပြီးမှရေများများနဲ့တောက်တင်ပါတယ်နောက်တဲ့အရေးကြီးဆုံးသတိထားမှာကြတော့ဂလူကိုဆမင်းကဖြည့်ဆွက်စာဖြစ်တဲ့အတွက်ယောဂအလုံးကိုတော့တတ်တာပြောက်ကင်းစေမှာမဟုတ်ပါဘူး။အဲဒါကြောင့်မို့လို့မိမိနဲ့ကိုက်ညီမှုရှိမရှိကိုဆရာဝန်နဲ့တေချာတိုင်ပင်ပြီးမှတောက်သုံးဖို့အကြံပြုချင်ပါတယ်။အားလုံးပဲအစိမ့်မြင့်တွေတန်ပါပြီးတော့ဖေကင်းကြမှာချပါသေးရှင်။